လုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့2026 Facebook monetization ရဲ့ပြောင်းလဲသွားတဲ့အချက်ကလေးတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะကျွန်တော်အရင်ဆုံးကြီးမားမားပြောင်းလဲသွားတာတော့ကျွန်တော် user interface လို့ခေါ်တဲ့ကျွန်တော်တို့ဒီ UI ပေါ့ကျွန်တော်တို့အခုမြင်နေရတဲ့ Facebook ရဲ့ screen ကလုံးဝပြောင်းလဲသွားတယ်တချို့ဆိုလို့ရှိရင်ဘာတော်တော်ပြောင်းလဲသွားလို့သုံးရတဲ့လူတွေကတော်တော်ခက်ခဲတွေ့နေရတဲ့အပိုင်းတွေကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြောင့် monetization နဲ့ပတ်သက်ပြီးတော့ Facebook ဘက်ကတကယ် content တွေကို original content တွေဖန်တီးနိုင်ပြီးတော့ပေါ့နော်အရေးသွေးပြည့်မီပြီးတော့ဖန်တီးနိုင်တဲ့ဒီ creator တွေကိုတော်တော်ဦးစားပေးလာတာတွေ့ရတယ်ဗျ။နော်အဲ့တော့ကျွန်တော်တို့ကဒီ2026မှာကြီးမားမားပြောင်းလဲသွားတဲ့အချက်တွေနဲ့ကိုကဘယ်လိုလိုက်ပြီးတော့ပြင်ဆင်ရမလဲဆိုတဲ့ဥစ္စာလေးတွေကိုကျွန်တော် knowledge sharing အနေနဲ့ဒီ video မှာပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ပထမဆုံးအချက်အနေနဲ့ကိုက Facebook မှာသူများတွေလို့ဗီဒီယိုတွေပုံနေစာတွေတင်ပြီးတော့ပတ်စံရှာခြင်းနဲ့သူဆိုလို့ရှိရင်နော်ပေါ်လာတဲ့ star တို့ subscription တို့အဲ့ဒါတွေတော့မကြည့်နဲ့။နော် content monetization ဆိုတဲ့ tool ကိုပဲကြည့်။နော်အဲ့ဒီ content monetization tool ကိုကြည့်လိုက်တဲ့အခါကျလို့ရှိရင်တယောက်နဲ့တယောက်ကမတူတတ်ဘူး။တချို့တွေက unified content monetization ဆိုပြီးတော့အောက်မှာ criteria map လို့ခေါ်တဲ့အရေးချင်းသတ်မှတ်ချက်တွေကိုပြသပေးနေတာတွေ့ရတယ်။နော်တချို့တွေကကြတော့အဲ့ဒီအရေးချင်းသတ်မှတ်ချက်တွေကိုမပြသပေးဘဲနဲ့ waiting list ဖြစ်နေတယ်။အဲ့ဒီနှစ်ခုကဘာကွာတယ်လဲပေါ့။ဘာကွာလဲဆိုလို့ရှိရင် criteria map တွေကိုပြသပေးနေတဲ့သူတွေဒီသူတို့ရဲ့အရေးချင်းသတ်မှတ်ချက်တွေနဲ့နီးစပ်နေပြီလို့သူတို့ပြောအချက်ပြတယ်ပေါ့။နော်အချက်ပြတဲ့ပုံစံလိုမျိုးကိုကဒါမှတ်ထင်ထားလို့ရတယ်။နော်ဒီ waiting list မှာပဲရှိနေတဲ့သူတွေကကြတော့ဒီ criteria map တွေနဲ့တော်တော်လှမ်းဝေးနေသေးတယ်ဆိုတဲ့ဥစ္စာကိုကယူဆထားလို့ရတယ်။နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုကစူးစမ်းနေဖို့ပဲလိုအပ်တယ်ပေါ့နော်ကျွန်တော်ဒုတိယအချက်အနေနဲ့နော်အခုနောက်ပိုင်း Facebook ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ quantity လို့ခေါ်တဲ့အရေးအတွက်ထက်ကိုက post တွေကိုတင်တဲ့အခါမျိုးတွေမှာနော် quantity လို့ခေါ်တဲ့အရေးအတွက်ထက် quality ပေါ့နော် quality အရေးအသွေးပေါ့အဲ့ဒီအရေးအသွေးပြည့်မီတဲ့ content တွေဆိုလို့ရှိရင်သူတို့ပို့ကြိုက်တယ်ဘယ်လိုပို့ကြိုက်တာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ video ကိုလာကြည့်တယ်နောက်ထပ်တစ်ခါထပ်ပြီးတော့ပြန်ကြည့်တယ် save လုပ်တယ် share လုပ်တယ်နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင် Facebook မှာကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ share တာထက်စားလို့ရှိရင် algorithm မှာသူတို့ထည့်ထားတဲ့ AI algorithm က share တာထက်စားလို့ရှိရင်ကိုယ့်ရဲ့ video ကို save ထားတာနော်တန်ဖိုးထားတယ်ပေါ့ဒီ viewer တွေကမင်းရဲ့ content ကိုတန်ဖိုးထားတယ်ဆိုတဲ့ပုံစံအဲ့ဒါမျိုးကိုပို့ပြီးတော့ကြိုက်တယ်နော်အဲ့ဒါမျိုးကိုပို့ပြီးတော့support ပေးတယ်ပေါ့ဗျာတစ်ချက်ကကြတော့ Facebook မှာသူတို့က creator တွေကို original content ဖန်တီးစေချင်တာဗျအဲ့ဒီအတွက်ကြောင့်လည်းသူတို့က content production tool ဆိုပြီးတော့ထုတ်ပေးထားသေးတယ်နော်သူများတွေတော့မသိဘူးကျွန်တော် content production tool ထဲမှာကျွန်တော်ဝင်ကြည့်လိုက်လို့ရှိရင်လေကျွန်တော် content ကိုယူပြီးတော့သုံးထားတဲ့သူတွေမဟုတ်ဘူးဒါပေမဲ့လေအဲ့ဒစိမ့်တည်တာနည်းနည်းလေးတူတာလေးတွေကလာပြပြီးတော့ကျွန်တော်ကသူတို့သွားပြီးတော့ခြေရခံလို့ရတာတို့ဖြုတ်ချလို့ရတာတို့အဲ့အမျိုးတွေပါလုပ်လို့ရတဲ့အဆင့်ကြီးရှိတယ်အဲ့တော့ဒီ unoriginal content လို့ခေါ်တဲ့သူများ content တွေကိုကိုကယူသုံးထားမိတယ်ဆိုလို့ရှိရင် reach ကြတာတွေเนาะ fair use ဖြစ်အောင်ယူသုံးထားမယ်ဆိုရင်တော့မှ reach ကြတာမျိုးတွေဒါမှမဟုတ်ဒီသူများ content ကိုလုံးဝယူသုံးပြီးတော့ monetize အတွက်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ unoriginal content policy ညှိပြီးတော့တခါတည်း monetization မရတာတွေเนาะပြုတ်သွားတာတွေအဲ့ကျွန်တော်အရှိမပြောခဲ့တဲ့ criteria map မှာပေါ့เนาะ unified content monetization မှာအဲ့မှာ criteria map တွေမပြတာတွေအဲ့ဒါတွေကလုံးဝဖြစ်တတ်တယ်နော်အဲ့လိုမျိုးဒါကြောင့်မလို့ဒါတွေကလည်းအထူးတတိထားစရာတစ်ခုဖြစ်တယ်ပေါ့ဗျာနော်နောက်ကျွန်တော်ဗီဒီယိုရှင်းမှာဆိုလို့အနည်းချုပ်ရမယ်ဆိုလို့ရှိရင်တော့2026မှာကျွန်တော် Facebook monetization လုပ်ပြီးတော့အောင်မြင်ခြင်းတဲ့သူတွေဆိုလို့ရှိရင်အလွယ်လန်းလုံးဝမလိုက်ပါနဲ့ကိုယ်ပိုင် content ဖန်တီးပါနော်ကျွန်တော်ဒီပြောင်းလဲနေတဲ့ unified program တွေပေါ့နော် content monetization မှာကျွန်တော်အပေါ်မှာပြောရသလိုပဲ criteria map တွေပေါ့အဲ့ဒီအောက်စာတွေကိုတည်တည်ချာချာထဲထဲဝင်ဝင်လေ့လာပါနော်နောက်တစ်ချက်ကလေတချို့တွေက Facebook မှာပဲဖြစ် YouTube မှာပဲဖြစ် TikTok မှာပဲဖြစ်ကျွန်တော် monetization ကိုကန်ဆယ်မဲ့နှိုက်တယ်လို့သူတို့ကလုပ်ကြတာเนาะအမှန်တကယ်တော့မဟုတ်ဘူးဗျเนาะကျွန်တော်တို့ branding တစ်ခုလိုမျိုးတိစောက်ပြီးတော့ကိုကရေရှည်နဲ့ကိုကတိတ်တိတ်ချာလေးတိစောက်ပြီးသွားရမှာဖြစ်ပါတယ်เนาะဒါကတော့အကြံပြုစကားဖြစ်ပါတယ်ကျွန်တော်အခုပြောရတဲ့အထဲမှာเนาะကိုဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းဗျာကိုယ့်ရဲ့ professional dashboard တွေဝင်ပြီး content monetization ကိုနှိပ်ကြည့်ပါနှိပ်ကြည့်ပြီးတော့ကိုကကျွန်တော်ပြောတဲ့အဲ unify content monetization criteria map တွေပေါ်နေပြီလားဒါမှမဟုတ် waiting list ဖြစ်နေလားเนาะအဲ့ဒါမျိုးကိုကြည့်ပါเนาะတကယ်လို့ waiting list ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကိုကဘယ်အချက်တွေကြောင့်ဖြစ်နေတာလဲကျွန်တော်အခုပြသွားတဲ့အချက်ကလေးတွေနဲ့ကိုက်ညီတဲ့အောက်စာတွေရှိလို့ရှိရင်ပြင်သင့်တာပြင်ပေါ့เนาะကိုပြောင်းလဲသင့်တာဆိုလို့ရှိရင်လည်းပြောင်းလဲပြီးတော့သွားကြပါလို့အကြံပြုပါတယ်အားလုံးဆင်ပြေကြပါစေ